သမီးတို့ကတော့အမေကိုအောင်မြင်တဲ့အမျိုးသမီးတရားအောင်မြင်တဲ့မိန်းကလေးတရားလို့သတ်မှတ်တယ်အမေရောကိုအောင်မြင်တယ်လို့ယုံကြည်လားအမေ အောင်မြင်လို့ထင်ပေါ်လို့စင်မောကကောက်တာလေ ဟုတ် အောင်မြင်လို့လူကြိုက်တာလေ ဟုတ်ကဲ့ အဲ့တော့အောင်မြင်တယ်ပေါ့ ဟုတ်ကဲ့ ဒီအောင်မြင်တယ်ဆိုတာကလေလူတစ်ယောက်ရဲ့အောင်မြင်ခြင်းဆိုတာလွယ်နဲ့မဟုတ်ဘူး မှန်ပါပေါ့ ပိတ်ဆက်ခဲ့ရတာဟုတ်လားဖြစ်လာဒီအကတွေကိုအမေက၄နှစ်လုံးဒီအကရဲ့ရိုးရာမြမရဲ့ရိုးရာမြမရဲ့အခြေခံကတဲ့ပညာတွေကိုဒါတွေကိုပထမတက်အောင်သင်ရတယ်ကြိုးစားရတယ်ဒါလည်းပိတ်ဆက်ခြင်းပဲ ဟုတ်ကဲ့ နောက်တစ်ခါဒီလိုကြိုးစားပြီးတက်လာပြန်တော့ဒီနွဲ့စမ်းရလို့ဖြစ်လာဖို့อ่ะအများကြီးကြိုးစားရတာပေါ့ မှန်ပါ အများကြီးဖြတ်တန်းရတာပေါ့ဟုတ်လားအမျိုးမျိုးလူအမျိုးမျိုးနဲ့လည်းတွေ့ရတယ် ဟုတ် အလွာအမျိုးမျိုးနဲ့လည်းတွေ့ရတယ် ဟုတ်ကဲ့ ဒါတွေကိုကြော်ဖြတ်ပြီးမှနွဲ့စမ်းလို့ဖြစ်လာအောင်ဒါဖြစ်လာပြီဖြစ်တော့နွဲ့စမ်းဆိုတဲ့နာမည်ကိုဘယ်လိုထိမ့်သိမ်းရမလဲဆိုတဲ့အပိုင်းရောက်လာ ဟုတ်ကဲ့ အဲ့ဒီထိမ့်သိမ်းတာကြတော့ဘာနဲ့ထိမ့်သိမ်းရလဲဆိုတရားမှာ99ကအငိမ့်မင်းသမီးဆိုထင်သေးကြတယ် ဟုတ်ကဲ့ ထင်သေးဆက်ဆံနေအဲ့ဓာတွေကိုကိုကကိုယ့်ရဲ့လုံရနဲ့ကိုယ့်ရဲ့စရဏနဲ့ကိုယ့်ရဲ့ကျင့်ဝတ်နဲ့ပြန်ပြီးထိမ့်ရတယ်ထိမ့်တော့မှဒါတွေကအမေကကိုလူချင်တဲ့နေရာကိုအကျင့်နဲ့သိက္ခာနဲ့လဲတက်ခဲ့ရတယ် ဟုတ် နောက်ဒီလိုအထင်သေးတာဒီလိုအကပညာရက်တွေနဲ့အထင်မသေးရဘူးကြိုးစားရတာအများကြီးဖိစားရတာပေါ့ ဟုတ်ကဲ့အမေ ဘယ်လွယ်နဲ့ဖြစ်မလဲသမီးရဲ့ ဟုတ်ကဲ့အမေ လွယ်နဲ့ဖြစ်တယ်ဆိုရင်လည်းဘယ်နွဲ့စားဟုတ် ဟုတ်ကဲ့အခုမျိုးသမီးတွေဒီမိန်းကလေးတွေကြားထဲမှာလဲတော်တော်များများအောင်မြင်တယ်ဒါမှမဟုတ်လဲလူသိများတယ်နာမည်ကြီးတယ်ဒါတွေပဲမြင်ကြတာပေါ့နော်အမေခုနကပြောသွားတဲ့ပေးဆက်တာတွေကိုကြားတယ်မမြင်ကြဘူး အမြင် ဆိုတော့အောင်မြင်တဲ့အမျိုးသမီးတွေအောင်မြင်တဲ့မိန်းကလေးတွေရဲ့နောက်ွယ်မှာလဲဒီလိုပေးဆက်ထားတာလေးရှိရလို့အမေဆိုလိုချင်တာနော် လူတိုင်းမှာအပြစ်ရှိတယ် ဟုတ်လား လူတိုင်းမှာ လူတိုင်းလည်းအ အ မှား ပြစ် လုပ် က ဘူးတယ် နဲတာနဲ့များတာပဲရှိတယ် ဟုတ်ကဲ့ အမေတို့လည်းငယ်တုန်းကဟလာခုနားလေအောင်ပြောရင်လောဘဒေါသမောဟတွေနဲ့မှားခဲ့တာအများကြီးပဲ ဟုတ်ကဲ့ အဲ့ဒီလောဘဒေါသမောဟတွေနဲ့မောခဲ့ရတာတွေလေအများကြီးပေါ့ ဟုတ်ကဲ့ ဒီအမောတွေကလည်းပိဿရခြင်းပဲ ဟုတ်ကဲ့ ဒီပိဿတာကိုနီးကိုဟာနဲ့ကိုစရိုက်နဲ့အခုချိန်ထိနွဲ့စမ်းဆိုတာတဲလေးရှိအောင် ဟုတ်ကဲ့ ထိမ့်သိမ်းခဲ့ရတာပေါ့ ဟုတ်ကဲ့ သမီးရဲ့ ဟုတ်ကဲ့မေဆိုတော့မှားခဲ့တဲ့မိန်းကလေးလည်းရှိနေပါတော့အဲ့ ရှိတာပေါ့ မှားတဲ့အမှားတွေကနေဘယ်လိုသင်ယူရမလဲဒါမှမဟုတ်အမှားတွေကနေဘယ်လိုရုံထွက်ရမလဲ ဟုတ်လေဒါကမီးဆိုတာကြိုက်ကြီးမှပူတာကို ဟုတ်ကဲ့ ဟုတ်လားဘာဖြစ်ဖူးမှရှောင်နိုင်တယ် ဟုတ်ကဲ့ မဖြစ်ဖူးရင်မရှောင်နိုင်ဘူး ဟုတ် အဲ့တော့အတွေ့အကြုံကနေပြီးတော့လမ်းကိုဖြတ်သန်းရတာပေါ့ဒီထဲမှာမိခင်ကလည်းပဲအထဲမှာတွင်တင်တာပြတ်တာလမ်းကြောင်းကိုမိခင်ကလက်ဦးဆရာမိကြိုက်ဆိုတာပုပ္ပစရိယာမိနေဖာလို့ဆိုထတာလေ ဟုတ်ကဲ့ အမိကအမတန်အရေးကြီးတာပဲ ဟုတ်ကဲ့ အမေကလားနောက်အဲ့ဒီလိုသင်ပြမှုအောက်မှာကြီးပြင်းတဲ့မင်းကလေးနဲ့ ဟုတ်ကဲ့ ဒီတိုင်းတမန်ငါရှန်ငါလေးကြီးပြင်းတဲ့မင်းကလေးနဲ့ဇရိုက်ချင်းတော့မတူတာအမှန်ပဲ မှန်ပါပါ အမှန်ပါပဲ